မြောက်ရီမက်တလီ KK ဘတ်နေမြေမှာအွန်လိုင်းလောင်းကစားမှုများအွန်လိုင်းလိမ်လည်မှုများနဲ့ဒုစရိုက်မှုများကျူးလွန်များမှာတစ်ထပ်လူနေဆောင်တစ်လုံးနှစ်ထပ်လူနေဆောင်အလုံး80လူနေနှစ်ထပ်ဆောင်4လုံးဈေးဆိုင်နဲ့လူနေ4ထပ်ဆောင်2လုံးစားသောက်ဆိုင်နဲ့လူနေ2ထပ်ဆောင်1လုံးဟိုတောင်12လုံး6ထပ်ဟိုတယ်1လုံး2ထပ်စပါဆောင်1လုံး4ထပ်ဈေးရုံဆောင်စုစုပေါင်းဆောင်148လုံးတည်ရှိခဲ့ပါတယ်